ဒါကတော့ McLaren ပဲဖြစ်ပါတယ်။ McLaren ကို1963ခုနှစ်မှာနယူးဇီလန်လူမျိုး Bruce McLaren ကစတင်တည်ထောင်ခဲ့တာမှာအစပိုင်းမှာတော့လမ်းမပေါ်မောင်းတဲ့ကားတွေမလုပ်သေးပါဘူး။ Formula 1ပြိုင်ကားတွေကိုပဲအဓိကတည်ဆောက်ပြီးပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တာမှာ1968ခုနှစ်မှာ McLaren က Formula 1ပြိုင်ပွဲကိုပထမဆုံးအနိုင်ရခဲ့ပြီးနာမည်ကြီးလာခဲ့ပါတယ်။နောက်ပိုင်းမှာနီးပညာတွေတိုးတက်လာတာနဲ့အမျှဒီပြိုင်ကားနီးပညာကိုလမ်းမပေါ်မှာပါသုံးရင်ဘယ်လိုလဲဆိုတဲ့အတွေ့နဲ့ Road Car Project ကိုစတင်ခဲ့ပါတယ်။အဲ့ဒီအတွေ့ရဲ့ရလဒ်ကတော့1992ခုနှစ် McLaren F1 ဖြစ်ပြီးအဲ့ဒီကားဟာအချင်းအတော်ကြာကမ္ဘာအမြန်ဆုံးကားတွေထဲကတစ်စီးအဖြစ်အမှတ်တမ်းတန်ခဲ့ရပါတယ်။ McLaren ကားတွေမှာ Carbon Fiber Body အလွန်ပေါ့တဲ့အလေးချိန် Twin Turbo Engine တွေကိုအသုံးပြုပြီးအမြန်နှုန်းနဲ့ထိန်းချုပ်မှုကိုအထူးအာရုံစိုက်ပြလုပ်ထားပါတယ်။ဥပမာအားဖြင့် McLaren 720S Artura P1 တို့က0 to 100 km/h ကို3စက္ကန့်မတိုင်ခင်ပဲရောက်နိုင်ပါတယ်။ဒါကြောင့် McLaren ကို track အတွက်မွေးဖွားလာတဲ့ Road 3 Super ကားလို့တောင်ခေါ်ကြပါတယ်။